ကဲအားလုံးပဲချစ်ပရိသတ်တွေမင်္ဂလာပါကဲပရိသတ်များအားလုံးမင်္ဂလာပါကျွန်တော်တို့နော်ဗုဒ္ဓဘူးနေ့ညနေအတွက်ကိုကျွန်တော်တို့တစ်ချက်တော့သွားမယ်ပေါ့ကဲ let's go ဗျာကိုရီမာနီကျွန်တော်26ရက်ဗုဒ္ဓဘူးနေ့ညနေ4:30မှာကျွန်တော်ရဲ့ကိုရီမာတွေအကုန်လုံးပဲကျွန်တော်တို့နော်အကျွေးကြီးပတိတင်းနဲ့ရှိကိုပတ်ပါထဲမင်းအော်နော်ကျွန်တော်တို့ရဲ့တဲ့ထဲမင်းဒီထဲမင်း168ဟိုတို့ဒီကျွန်တော်တို့ဒီ86နဲ့1,000အကျွေးကြီးထိုးပါနော်ပရိသတ်များအားလုံးပဲ